မင်္ဂလာပါပေါ်မလားအရန်ကိုကြာတော့ရေပေါ့နော်မလေးဇန်နဝါရီလပေါ့နော်19ရက်နေ့ကလေးရပေါ့နော်ဒီစစ်ပြရောင်းမှုနီလန်လေးတစ်ခုပေါ့နော်မလေးလာမိတယ်တလောက်ရှိပြီပေါ့နော်ဒီမှာ post လေးမှလည်းရေးထားရတယ်နော်အဲ့ဒါမျိုးလေးပေါ့နော်လာပြီးတော့မှတ်ပါတယ်စစ်ပြကတလောက်ရှိပြီဘယ်လိုရောင်းအောင်လဲပေါ့နော်ဆိုပြီးတော့လေဟုတ်ကဲ့မလေးလည်းဒီကြားထဲမှာနည်းလေးအလုပ်တွေရှုပ်ပါတယ်ဘာလို့ရှုပ်ပါလဲဆိုရင် online business ကဆက်လုပ်နေသေးပဲဒါပေမဲ့အပြင်မှာလည်းမလေးကဒီလိုစာသင်ဝိုင်းနေမှာတွေ့ရမှာထင်တယ်နော်စာသင်ဝိုင်း3ဝိုင်းတော့ထောင်လိုက်မိတယ်ပေါ့နော်ထောင်လိုက်တယ်ဆိုတော့အလုပ်တွေအရန်ကိုရှုပ်သွားတယ်ပေါ့နော်အဲ့တော့ဒီဘက်ကိုမလာဖြစ်ဘူးမလာဖြစ်တော့မပြောဖြစ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ကပြန်လာခြင်းတယ်ဒါပေမဲ့အလုပ်ကလည်းတစ်ဖက်နေပေါ့နော်ကိုယ်လည်းစာသင်နေဆရာမတွေလည်းညားတယ်ပေါ့နော်ဆိုတော့လေအဲ့တော့အခုပြောပြပေးပါမယ်နော်နောက်ကြရတဲ့အတွက်အများကြီး sorry ပါပြောချင်ပါတယ်အဲ့တော့ဆက်ပြန်ရောင်းခြင်းတယ်ပေါ့နော်ဟုတ်ပြီဆက်ပြန်ရောင်းခြင်းတဲ့လူတစ်ယောက်ကလေဘာလို့လဲဆိုတော့ကိုယ့်ရဲ့ quality ကိုက3ပြတိလားနော်ကိုကဒီဆက်ပြန်ကိုဘာအတွက်ကောင်းတာလဲပေါ့နော်ဥပမာအသားပြအတွက်ကောင်းတာလားဒါမှမဟုတ်တင်းတိပြောက်တဲ့ဆက်ပြလားဝက်ချံပြောက်တဲ့ဆက်ပြလားဘာလားညာလားဆို reason ပေါ့နော်ကိုယ့်ရဲ့ဆက်ပြရဲ့ရည်ရွယ်ချက်လေးနော်ညောပြောက်တဲ့ဥမာကိုကဝက်ချံသမားတွေတွေ့ရည်ရွယ်တယ်ပေါ့နော်ဒါမှမဟုတ်လေ scrap နော် scrap တိုက်တဲ့ဆက်ပြဆိုလေ scrap အသားဖြူစီတယ်အဲ့လိုမျိုးရွယ်ချက်လေးများများလေးဖော်ပြပေးနော်အဲ့တော့ကိုယ်တိုင်လည်း3ပြပါပြီးတော့များများလေးဖော်ပြပေးပါ reason တွေကိုပေါ့နော်ပြီးတော့အကြောင်းတရားတွေအများကြီးလာပြောပေးတော့ကိုဒီဆက်ပြကိုဝယ်မဲ့သူကဘာဖြစ်လို့ဝယ်ရမှာလဲဘာလို့ဝယ်သင့်လဲအဲ့လိုမျိုးပေါ့နော် reason အကြောင်းတရားတွေအများကြီးလာပေးပါပြောရရင်အခု TikTok မှာသချင်း trend တွေအများကြီးပေါ်လာအခုဆို AI နေเนาะ AI သချင်းလေးတွေများများလေးဖန်တီးပါကိုယ့်ရဲ့ video လေးတွေကိုသုံးတာလေးတွေကိုယ့်ရဲ့ဒီ project ပုံလေးတွေကိုများများရှိုက်ပြီးတော့ဝယ်သူတွေသိအောင်အများကြီးချပြပေးပါเนาะအဲ့တော့လူတွေကပြောရရင်တစ်ခါမြုံနေလေဝယ်မှာမဟုတ်နှစ်ခါ10ခါမြုံလေပေါ့အခါ20မြုံလေပေါ့ဒါပေမဲ့20ခါမြောက်ကြရင်ဝယ်ကြတဲ့လူတွေရှိတယ်အဲ့တော့ကိုရပုံကိုလှလှလေးရိုက်မယ် view ကောင်းကောင်းလေးရိုက်မယ်ဖုန်းကောင်းကောင်းလေးနဲ့ပေါ့နော်ကိုက TikTok ထဲမှာလာပြီးတော့ creation လေးတွေလုပ်တတ်တယ်เนาะ template လေးရှိတယ်เนาะလှလှလေးလုပ်တတ်တယ်ဆိုရင်ရှောင်းကောင်းပါလိမ့်မယ်ဒါပေမဲ့တစ်ခုပဲပြောချင်ပါတယ်ဆွဲရှိဖို့လိုတယ်အမြဲတမ်းလာလို့လိုပါတယ် idea အသစ်ကလေးတွေအမြဲတမ်းတွေးနေပါကိုဒီ product ပတ်သက်ပြီးတော့ဘာလေးရောင်းလို့ရလဲအမြဲတမ်းလေ့လာနေပါအဲ့ဒါမျိုးဆိုရင်စက်ပြမှာမဟုတ်ပါဘူးတခြား project တွေလည်းရောင်းကောင်းပါလိမ့်မယ်မွန်လေးကဒီလိုစာသင်တဲ့အပြင်တခြားလုပ်ငန်းတွေလည်းအများကြီးလုပ်နေပါတယ်ဒီလိုမျိုးနောက်ထပ်လည်းပေါ့နော် coaching လေးတွေလည်းပြီးဖို့လည်းမွန်လေးစူးစမ်းပြပါမယ်ရှင်ပြန်လာမယ်လို့ဆုံးဖြတ်ထားပါတယ်အဲ့တော့နောက်ဗီဒီယိုကြိုင်ဝင်လို့ပြန်ဆင်ကြအောင်